ကျွန်တော်တကယ်ကြီးငိုယိုပြီးတော့ချက်နေတာပါလို့ဟောဒါနိုင်ယုံမီတော့ပါစားစရာတွေရောက်လာပြီသားတုတ်တို့ချင်းရီလက်ဖက်ကြီးယာခဲတော့ဘာလို့ဟိုအချက်လိမ့်မယ်နေရလေသွားတော့ကိုသွားနေပါတယ်ကားနောက်မှာလဲစားစရာအပြည့်လက်စရာအပြည့်အာမဟိုရောက်လို့ရှိရင်ချက်မယ်ပြုတ်မယ်စားမယ်တောက်မယ်အဲ့တော့ let's go ကဲလိုက်ကြည့်ကိုချက်တော့ကိုသွားအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့လေကျွန်တော်တို့ကျောင်းတွေပဲတငယ်ချင်းတွေစုပြီးတော့ vacation လေးထွက်လာတာပါသွားနေတဲ့နေရာကျတော့ကျွန်တော်တို့ရဲ့တငယ်ချင်းတယောက်ရှိတယ်ကျူတော်ကြီးရွာလေးမှာရှိတဲ့တငယ်ချင်းရဲ့ခြံလေးတွေကိုသွားနေတာဖြစ်ပါတယ်ကျူတော်ရဲ့လမ်းလေးကိုကြည့်လိုက်ပါဦးတင်းရင်တော့ရှမ်းပြည်ရောက်နေတယ်လို့ပဲရှမ်းပြည်ရွာငံလိုပဲနော်အကျုံဆိုင်လေးတွေဝယ်ခြင်းတရားလေးပါကစုံဝယ်ပြန်ငါဝယ်မယ်အပြန်ကြရင်ဟိုကဆိုင်မှာဟင်းရွက်ကစုံဝယ်မယ်ကဲဒီတရားကိုကြော်လာခဲ့လို့တော့သူကပြောပါတယ်နော်ဒီတရားကဘာတရားကြည့်လာလို့ဒီဘက်ဘေးမှာကြည့်ရိုက်လိုက်တော့ဝေးတယ်ရှေ့ပါဟေးဘာလားဘောလေဟေးမဟုတ်တော့ဟေးဝေးတယ်ရှေ့ဘောလေကျွန်တော်နဲ့တငယ်ချင်းမ2ယောက်နဲ့ကြတော့ကားတစ်စီးပေါ့နော်အဲ့တော့3ယောက်ထဲနဲ့လေတလန်းလုံးတဟားနဲ့ပါဇက်ကိုမစီရဘူးသူတို့ကလည်းငပြောင်နေဆိုတော့လေတလန်းလုံးရီနေရတာဗျာတကယ်အဲ့ဒါလေဟာသားတွေပြောပြီးတဟားနဲ့ရီနေနေတငယ်ချင်းရဲ့ခြံကိုကြော်သွားတော့အခုဖုံးဆက်ပြီးတော့မှဗမာလဲဆိုပြီးပြန်လှည့်လာရတယ်ဗျာကြည့်ဦးဟေးကလမ်းမှာမတွေ့ရဘူးဒီမှာတငယ်ချင်းကထွက်ဆောက်နေတာကဲကျွန်တော်တို့ဒီအေးလမ်းကသူကဟိုရောက်ပြီးလိုက်ချမ်းမိုက်တယ်အဲ့ကြောင့်ဟိုဟာပြောငါကြိုက်တဲ့ VNS style လေးပဲအဲ့လေကွက်တီပဲပေါ့ရောက်ပါပြီကျွန်တော်တကယ်ချင်း channel ကိုဝင်နေပါတယ်ချမ်းကျွေးရေမျိုးပါတော့တော့ငါမပြောပင်လဲအစင်သက်ခါလည်းဖတ်လို့ရပြီငါပြောတော့တကယ်ချင်းနေဟိုဟာတာဝန်ကြီးတင်တယ်ဒီလိုမှစင်းချင်းနဲ့ဆိုမှကန်ရှိတယ်ရေဘူးကန်တော့ကောင်းလိုက်တာဒီလိုအဲ့လိုပါတစ်လုံးအိမ်လိုပုံစံလေးလောက်တာဘာလို့အဲ့ရှက်ဟာကြီးတွေဖယ်ပေးတာကဲမနှက်သေးဘူးလှပြတ်တယ်ရောက်ချင်းတော့လေသဘောတွေကြနေကြတာရာသီဥတုကလည်းကိုယ့်ဘက်မှာအားလုံးအစင်သင့်ပဲ ready ပဲတမ်းပြီးတော့ဆွဲရုံပဲမူကတော့ on ပြီးသားပဲအရင်ဆုံးတော့လေကျွန်တော်ရဲ့ထုံးစံအတိုင်းခြံထဲမှာပတ်ပြီးတော့အရင်ဆုံးဒေသန္တရဘဟုတုတလှည့်ပတ်ပြီးတော့ဆက်စုမယ်ဒီမှာတော့လေဘာဟင်းသီးဟင်းရွက်တွေရှိမလဲသိရမလားကျွန်တော်ကကြတော့တီးအရွက်တွေအညွန့်အမြင့်တွေမြင်လို့ရှိရင်မနေနိုင်ဘူးစားကျင်တဲ့လူဆိုတော့လေကဲဒီခြံထဲမှာဘာတွေစားလို့ရလဲဘာအညွန့်တွေရှိလဲပေါ့နော်အဲ့လိုနဲ့ကျွန်တော်လိုက်ကြည့်အောင်မယ်အရင်ဆုံးပြောတွေစိုက်ထားတာတမယာတွေရောခြံထဲမှာအများကြီးပဲဖားလာလားမဟုတ်မိုက်လိုက်လားဖားရတယ်ပေါ့ကျော်စံကီးလေးတွေဝယ်လာပြီးတော့ပြန်ကြော်မလို့အကောင်လိုက်လေကျွန်တော်တို့ဘာမှမတွေ့သေးဘူးဒီမှာနည်းနည်းတော့အကောင်သေးသေးတယ်ကျော်စံကီးလေးမိုက်နေရောရှေ့ပဲပလက်တဲ့ဒီရွယ်လေးတွေပဲစားလို့ကောင်းတာဟုတ်တယ်ကြီးရင်ကျွန်တော်မကြိုက်တော့ကြီးမကောင်းတော့မိုးရွာထားတော့လေကျော်စံကီးလေးတွေရထားတာတဲ့အမလီကျွန်တော်တို့ဘက်မှာတော့မရောင်းသေးဘူးပေါ့နော်ကျော်စံကီးလေးတွေကြတော့အကောင်လိုက်ကလေးတွေကျော်စားကမွန်းကျင်ရွက်ကလေးတွေဆိုလို့ရှိရင်လေကမွန်းကျင်ရွက်ကလေးတွေကိုလက်ကလေးနဲ့စုပ်ထားတာတိုရေးတွေလုပ်တဲ့ဖားလေးတွေလိုမျိုးပေါ့နော်သူများအသက်ကိုအဲ့လိုဒါဘာလို့ရမှာချက်လာဒီဦးလေဒါပဲဒါပဲစီလာလူကျော်ရှေ့ပဲအာလူကတလီချိတ်တယ်ဟုတ်တော့ဟဲ့ချိတ်တယ်ကိုကြိုက်ချိတ်တယ်ကျွန်မတော့ဖုတ်လိုက်တော့မယ်မထမီရတော့ပဲတဲ့ဒီပဲဘာနေနေအကုန်လုံးကြိုက်တဲ့တယောက်ကကြတော့တီးတန့်ရှိတာဒီမှာလေအကုန်လုံးဟိုကလည်းကြိုက်တယ်ဒီကလည်းကြိုက်တယ်မလွယ်ဘူးအပြိုကြီးဆိုတော့လေသူကတွေ့မြင်သမျှတွေ့သမျှအားလုံးသဘောကျအခုချက်မယ်ပြုတ်မယ်ဆိုတော့လေမီးဘွားတဖိုတဲ့ဆိုတော့ဒီမှာနောက်ထပ်ဖိုခနောက်3လုံးဆိုင်ပြီးတော့မီးဘို့တဖိုထပ်ပြီးတော့လုံမယ်ပြီးတော့မှအဲ့ဒီမီးဘို့2ခုနဲ့ချက်မယ်ပြုတ်မယ်ပေါ့နော်မီးခိုးတွေလုံနေလို့တဲ့နေရန်မှာချိုးပစ်လိုက်တယ်ကောင်းငယ်ချင်းကအဲ့လိုမျိုး
ကျွန်တော်ကတော့ဒီနေ့ကျတော့လေကျွန်တော်ထက်ကိုမှချက်မဲ့ပြုတ်မယ်ဆိုတဲ့အချက်ကြီးကပါလာတာဆိုတော့အဲ့တော့ကျွန်တော်ဒီနေ့ဘေးဖယ်လိုက်တယ်ပြီးတော့ကျွန်တော်တငယ်ချင်းမှချက်ကြီးကသူကိုယ်တိုင်ချက်မယ်သူကအိမ်ကနေအကုန်စီစဉ်လာတာဟင်းအနှစ်တွေနယုံမီတော့ရဲ့ soft တွေမယောနစ်ဆိုလဲကိုယ်တိုင်ဖြော်လာတဲ့အာလူးတွေနဲ့ကိုယ့်ဘောက်ကိုနယ်ပြီးတော့ potato balls လုပ်မယ်ပေါ့နော် cheese အမှုတ်လေးဆန်းပြီးတော့အဲ့ဒါလေသူကသူတေချာနယ်နှက်ရေခဲတက်တာတဲ့ကိုညကလေးကထည့်ထားတာဆိုပဲသွားရှုပ်လို့တော့မရဘူးသူကလေဒါနဲ့ तू ကလေနင်းနဲ့ငါ့ကိုငပြောရက်တော့ခုတ်ပေးဆိုတော့အေးဟုတ်ပြီဆိုပြီးတော့ကျွန်တော်ငပြောရက်လာခုတ်တာပါပြီးတော့ဒီမှာတစ်ချောင်းအဲ့တော့ဒီနေ့တော့ကျွန်တော်တို့ကလေချက်ကြပြုတ်ကြနဲ့ဖွယ်ဖွယ်ရာလေးတွေပြုတ်လုပ်ပြီးတော့တငယ်ချင်းတွေဝိုင်းပြီးတော့တောက်ကြစားကြမှာပေါ့နော်။အော်ကံပေါင်းမှာကစွန်းရွက်တွေအများကြီးပဲ။ဥမာလည်းကစွန်းရွက်တွေ။ကံကလာတွေလည်းအများကြီးပဲ။ကစွန်းရွက်ကလေးတွေအများကြီးပါ။တချံလုံးလေမိုးကရွာတော့လေကစွန်းရိုးအနီလေးတွေလေညွန့်ဖြားနေရပဲမနေနိုင်ဘူးတိုးစရာအတွက်တော့ခူးလိုက်ပြန်တာပဲ။အညွန့်နေအမြစ်တွေလိုက်ရှာရင်းနဲ့လေကျွန်တော်ဒီမှာလေပစွန်စာရွက်တခင်းတွေးလိုက်တာအော်တန်ချက်ပြနှုတ်ဖက်ပြီးတော့လေကဲအဲ့ဒါနဲ့မနေနိုင်တော့ဘူးကျွန်တော်ကခူးပြီးတော့လေကျွန်တော်ကဒီနေ့တော့ဘာမှမလုပ်ဘူးတော့နေတာဒါပေမဲ့အခုတော့ဒီပစွန်စာရွက်ကိုမြင်လိုက်တာနဲ့ဒါတွေခူးပြီးတော့ပစွန်စာရွက်ကြော်လေးကြော်မယ်ဆိုပြီးယူရီးယားမဲ့တထုပ်တော့ဝယ်ခိုင်းလိုက်ပြီးဒီချမ်းအကိုကလည်းသူတော့ဝယ်ပြီးမယ်တဲ့အဲ့နဲ့အကျော်မှုတ်တထုပ်နဲ့ဒီပစွန်စာရွက်ကိုဒီနေ့တော့ကျွန်တော်ကပစွန်စာရွက်ကြော်စားမှာဖြစ်ပါတယ်နောက်တင်ငယ်ချင်းတယောက်ကထက်ရောက်လာတော့စားစရာတွေရောက်လာပြီကဲဒီမှာချက်ပြီးအရွက်ကျွန်တော်ဘော်ရာတငယ်ချင်းမရကြတော့လေစီဇက်တီးကြအင်ရှင်မတွေဆိုတော့လေ MLA သူတို့ကအကုန်လုံးပကံတွေရောခွက်တွေရောယူလာတာလှုပ်လာတာတယောက်ပြောင်းမှုဖုတ်တာရွရွချွန်ချွန်ပြီးပြီလားမပြီးသေးဘူးဒီနေ့ကကြတော့လေလေရောစတိုင်ထင်းမီနဲ့ချက်ရတာဆိုတော့ဒီမှာမြို့ကြီးသူတွေကတငုံငိုတရီရီနဲ့မြို့ကြီးသူတွေနဲ့မဟုတ်ပါဘူးကျွန်တော်ပါနှက်ကြီးတွေထွက်မျက်ရည်တွေထွက်ရုပ်ပြက်စင်းပြက်ပဲဒီချက်ကပြုတ်ရတာကြတော့လေဒါထမင်းဒါထမင်းကတော့ဘယ်နှအိုးရမလဲဘယ်နှဦးရောင်ချက်တာတော့ဟောဒါသမင်းဟောအေးဆိုစရာပြင်းနေတာပါစီချွန်မာလာဘဲဆက်ပါအခုတော့ဝက်နံယိုမီတော့အတွက်ကိုအောက်ကဖိုးခနောက်ဆိုင်ထားတဲ့မီးဖိုပေါ်မှာဝက်နံယိုပြုတ်ထားတဲ့အခုဒီဘက်မှာကျတော့စီချွမ်မာလာဘဲဆက်ကိုချက်မယ်ဆိုပြီးတော့တေချာသူကပြင်ဆင်လာတာဒီမှာဝါကြောင်စီတွေအများကြီးထည့်လိုက်တယ်ပြီးတော့ဒီမှာမဆလာတွေထည့်လိုက်တယ်ပြီးတော့လေမွေးကြိုင်းနေရပဲသူ့ရဲ့ဒီမာလာဘဲဆက်ဟင်းရကြတော့လေဟိုရေးထဲအောင်ပါကဲဟိုအိုက်ကူနဲ့အသေးရမှာလို့ပြီးမှထည့်မယ်လေပျော်သွားမှာဆိုအဲ့ကြီးလက်ထိုက်ရဲ့သူ့ခိုင်းနေတော့ငါယူခဲ့မယ်သူ့မခိုင်းနေတော့အဲ့ကမှဘာလုပ်လဲငိုနေလို့အပြင်ထွက်အပြင်ထွက်ပြီးသွားငိုနေအမှန်ငိုရမှာငါအခုပြီးတစ်ခုချက်နေတာပါအခုဆိုရင်ပြောရင်းဆိုရင်လုံရင်းကန်ရင်းနဲ့ဝက်နံယိုမီတော့ကရပြီးဒီမှာ तू ကဒီ sauce ကိုအိမ်မှာကလေးကကြိုပြီးတော့ဖြော်လာတာ cheese ball ဟာနာပြီးတော့ကြော်နေနေရလေ cheese ball ရှေ့ရဟာဝဲပြောလေငါကြော်နေတယ်ပဲပြောလေဘာတော့ဘာလုံးနာပြီးတော့ကြော်တာကဲကျွန်တော်တို့ဒီမှာအာလူကြောင်ဒါအာလူလုံးဒါတော့လေအဲ့ဒီ potatoes ball လေးတွေလုပ်ဖို့ပေါ့တငယ်ချင်းကကြိုပြီးတော့မင်းညခဲ့ရတဲ့အာလူကိုပြုတ်ပြီးတော့တေချာနေနှက်ထားတာအဲ့ဒါလေးကိုအလုံးလေးတွေလုံးပြီးတော့အခုဒီလိုလေးကြော်လိုက်တယ်ပြီးတော့ဒီအာလူလုံးကြော်ပြီးလို့ရှိရင်သူ့အပေါ်ကနေပြီးတော့ကျွန်တော် cheese အမှုတ်ကလေးတွေဖြူးလိုက်မှာပေါ့နော်အဲ့ဒါဆိုရင် potato balls လေးရပြီပေါ့နော်ဒီမှာဖားကြော်မယ်ဒါထဲမှာငပိရမဖြော်ရသေးပါဘူးအေးငပိရက तू ကအစိမ့်သေးမှာလားငပိကျိုးထားပြီလားโอเคအဲ့ဒါဟုတ်တယ်လေအဲ့ဒါလည်းငပိရပဲပြီးတော့မင်းကရောငပိရလည်းဖြော်အောင်မှာအဲ့ဒီအတွက်ကိုလည်းဒီမှာပဇွန်နေမီဖုတ်လာတယ်ဒီမှာတငင်းသီးတွေပြုတ်လာတယ်ဒီတင်ငယ်ချင်းကတော့လေတော့ကိုချက်နိုင်လုံနိုင်တယ်ကိုယ်တိုင်ကချက်ကြီးဆိုတာတော့သူ့လောက်မချက်ကြီးဘူးကျွန်တော်ချစ်ငယ်ချင်းကဖြော်ပေးမှာဖြစ်ပါတယ်ဒါကတော့ဘောလည်းငပိပါခင်ဗျာပြင်းနေတာပဲခွေးတန်းရှေ့ကြော်ထားတဲ့ဘောလည်းငပိပါကလော်ဒီငပိရတော့ပြင်းနှစ်နေရပဲဒီဘက်ဘောလေကြီးရွာလေငပိအရန်ကောင်းတာကျွန်တော်တို့မှော်ပြီးမှဆိုရင်ဘောလေငပိဆိုနာမည်ကြီးရပေါ့နော်အဲ့တော့အဲ့ငပိရတဲ့ကိုအခုဒီမှာလေကလော်ဒီတွေမီးဖုတ်ထားတာပြစ်ထဲတယ်ပဇွန်တုတ်ကြီးတွေမီးกินလာတာကိုအခွန်နှွာပြီးထဲတယ်ပြီးလို့ရှိရင်ဒညင်းသီးထဲမယ်အဲ့ဒါဆိုရင်တော့ရပြီပေါ့နော်မင်းကတော့ငပိရှယ်ပဲဒီမှာကြည်အောင်
ဒီနေ့ကတော့လေကျွန်တော်တငယ်ချင်းတွေစုပြီးတိုင်ပင်ထားတာဒီဘက်ကိုပျော်ပွဲစားသွားမယ်ချန်ပိုင်ရှင်တငယ်ချင်းကလည်းလာခဲ့ဆိုပြီးအတင်းခေါ်နေရတဲ့ဒီနေ့စီစဉ်ပြီးထွက်လာပြတာဒီမှာပြင်ဆင်ထားတာတွေကတော့ဒီနေ့အစုံပဲပေါ့နော်အဲ့တော့ကျွန်တော်တို့က share ဆွဲရမှာဒီနေ့ကြတော့လေကဲဒီမှာခုနကတော့အာလူလုံးလေးတွေပေါ်မှာလေဒီမှာ cheese အမှုတ်ကလေးတွေဖြူလိုက်ပြီးဒီမှာလည်းစီချွမ်မာလာဘဲဟင်းကကြက်ပြီးဆိုတော့ကဲကျွန်တော်တို့အားလုံးအစင်သင်းဖြစ်နေပါပြီစားကြတောက်ကြဖို့ပဲကြံတော့တယ် ဟိုနေရိုက်နေတာ ငါမင်းနဲ့ထားမှာလဲဒါ ရတင်းလိုက်ရတယ်မဟုတ်ဖြစ် ပုံကမျိုးစုံစား ရုပ်ပါစားတယ်ငါပေးစားလဲမစားဘူး နဲ့ပဲမကြ စိုင်းတကာလှဲ့စင်သစ်စားလာတဲ့အဖွဲအခုလဲကြောက်ငိုယိုပြီးချက်ထားတဲ့ဟင်းတွေပါခင်ဗျာဒီမှာ ကဲဒါကတော့ချန်ရှင်ဘော်ဒါအတွက်ကိုတငယ်ချင်းမနှစ်ယောက်ကကြိုပြီးတော့ဝယ်လာတာတဲ့အင်ဂျီတွေလက်ဆောင်ပေးနေတာအတင်းဝတ်ခိုင်းတာကဲ တော့ပါပါ Thank you ကွက်တီပဲ ကွက်တီပဲ ဒီဘောကတကယ်ချင်းတွေဝယ်ပြီးတာဒီအောက်ကဒါမိမဝယ် အဲ့မှာတကွက်ကိုရီအတွက်မျက်ရည်နှစ်ဆက်ပလောက်အခုကျွန်တော်လည်းရောက်ပါပြီဒီမှာပစုံစာရွက်ကြော်နေပါတယ်ပစုံစာရွက်ကလေးတွေကိုမုံနှစ်ကလေးဖြော်ပြီးတော့နှစ်ပြီးတော့စီပူပူလေးထဲမှာရွနေအောင်ကြော်ထားတာပါလို့เนาะဒီမှာမုံနှစ်အဲ့တော့ကျွန်တော်ရဲ့ပစုံစာရွက်ကြော်လေးကလည်းရွနေရပါဗျာကဲဒီမှာပါเนาะဒီမှာကြော်ပြီးသွားပါပြီအများကြီးရပါတယ်ခုနကတော့ကျွန်တော်ခူးလာတာအခုဆိုရင်အများကြီးရပါတယ်ခင်ဗျာပစုံစာရွက်ကြော်ရွလေးရပါပြီ ကဲဒီမှာနောက်တစ်မျိုးရပါပြီ ဟုတ်ကဲ့မ စားစရာတွေအစုံပဲကြက်ပါပြီเนาะဒါပေမဲ့ဖားကြော်လေးတစ်မျိုးတော့ကြော်နေတော့လူနေပါသေးတယ်ဒါဖားကြော်ကကြော်တော့ဒီကအင်ရှင်ကအကိုကြီးတယောက်ကသူကကြော်ပေးတာပါအခုဒီမှာကျွန်တော်တို့ပြင်ဆင်ထားတာတွေအများကြီးပဲကဲဒီမှာဒါဒီအင်ရှင်ကိုကြီးကသူကြော်ပေးမယ်တဲ့ဖားကြော်တဲ့သူကသူကြော်ကဲဒီမှာပါเนาะအများကြီးပဲစားကြတယ်မင်းကတော့ငပီရေက share တူစရာတွေကအစုံဒီမှာတရသီးစိမ့်ချိုသီးလေးကလည်း share ပဲဒါလေးကတော့စွန်စာရွက်ကြော်ပါကဲကျွန်တော်တို့ဒီစပြီးတော့ဒီမှာစားမယ်တောက်မယ် ဖားကြော်ရပြီဖားကြော်ရပြီတော့ဖားကြော်ကဲဓာတ်ပုံရိုက်လို့မပြီးနိုင်တော့ ဒါတွေနဲ့ပြည့်စုံနေတော့ဘာလို့ပဲ ကဲဒီနေ့အတွက်ကျွန်တော်တို့တွေစပြီးတော့စားကြတောက်ကြပါတော့မယ်ခင်ဗျာအားလုံးပဲခေါ်ကျင်ပါတယ်เนาะဒီလိုမျိုးလေးတွေတငယ်ချင်းလေးတွေစုံပြီးတော့အခုလိုမျိုးလေးတွေချက်ပြုတ်စားတောက်ရတာအရန်ပျော်စရာကောင်းပါတယ်အဲ့လိုမျိုးလေးတွေလည်းနေရထိုင်ရမှာဘဝကလည်းဒီလိုပုံစံလေးလေစိတ်ကို relax လုပ်ပြီးတော့တစ်ခါတလေကြတော့အပန်းလေးဖြည့်ပေးမှာပေါ့เนาะလူတွေကတနေ့သွားလာလှုပ်ရှားရတာမောပန်းတွေကလူတွေကစိတ်ပင်ပန်းကိုပင်ပန်းဆိုတော့လေကာလာဒေတာတွေအရာလဲစိတ်တွေကမပျော်ရွှင်ကြတဲ့ခါကြတော့အခုလိုမျိုးလေးတွေ vacation လေးတွေတငယ်ချင်းလေးတွေနဲ့ move လေးတွေယူပြီးတော့ happy bike လေးတွေလောက်ရတာလေးတွေဆိုလို့ရှိရင်လဲစိတ်လေးတွေအပန်းဖြေ relax ဖြစ်တယ်ပေါ့နော် ဒီလိုစားခြင်းဒီလိုတောက်ခြင်းလို့တကူတကငိုယိုပြီးတော့ချက်ထားတာ ခုနကမျက်ရည်တွေပဲရောက်သွားလဲ ရှိရအင်းကတော့ငပီးရှယ်ပဲဒီမှာပစုံတုတ်တဲ့ပစုံတုတ်မရောပစုံကိုလုံး တလော်ဒီ မမျိုးကတကယ်လုံးလုံးနေတာ တကယ်ဆိုကလော်ဒီ โอเค မင်းကတော့ ဟိုတကယ်ကြီးအရင်မထောင်းနဲ့လမ်းကြမယ်ဟိုကဒညင်းဒီပါပြီလား ပါ ဒင်းင်းပါ မင်းကတော့ငပိရတဲ့ညင်းဒီနှလုံးယူလေအများကြီးပါတယ်ငပိရတာအမ အိုင်ဇွန်ဒီဘက် ပါပြီ ဇွန်တုံးနဲ့မင်းကတော့ငပိရ အုံမကွက်ကလေး ဒီ လေး ဖျား အဲ့ဒီကို ဖျားတော့မှာပါလေ သမင်း ဘာမှမနေတော့ ဟုတ်လား တကုတ်ပွင့် တခုတ်ပွင့်စူပုတ်အငယ် ဘယ် ဆုံး လိုနေ ပဲမလို့မငါပေါ့ငါဝါလို့ကမှုတတ်တယ် တရဒီစားရည်စိမ်း ပြီးရင်ဒီမှာ စွန်သာရွက်ကြော် စွန်စာရွက်ကြောဒါဟိုမှာစွန်စာရွက်တွေကအဲ့မှာအဲ့ ခုနလေးကခူးထားတာ စွန်စာရွက်ကြော ကို ဒီ ချင်း မှာ ကငါချင်းပြန်တာ အေးဟုတ်တယ် ဖာကြောဒါမှာ cheese အာလူ cheese ကိုမှာ mayonnaise homemade mayonnaise နဲ့ လုံးရတကယ်ဟိုကောင်းတာ မိဖောက်တော့ဘယ်လိုလဲ ကောင်းတယ်ပြောမှစားရမှာ စီတကယ်ကောင်းတာဘဲဆက်အာလူကျော်စိမ့်ကျော်လက် ဟေးဟေးစားလိုက်အောင်မယ်စားလိုက်အောင်မယ်
စားလို့တောက်လို့ဝါပြီဆိုတော့ရိုက်ပွဲစပါပြီခင်ဗျာဓာတ်ပုံရိုက်ပွဲပြောပါတယ်လို့ ဓာတ်ပုံရိုက်တဲ့လူရိုက်ပေးတဲ့သူ တကယ်မောင်းလိုက်မယ်လေ ကဲမောင်းလိုက်တော့ တကယ် တော့လိုက်တော့ နည်းနည်းမလုပ်ပါနဲ့ ဒီကြောင်မောင်းခိုင်းမယ်လေ ဟာပို့ဆိုးတယ်ဟာငါအဲ့လိုကြီးတချမ်းဆွဲနေတာငါလုံးဝမရဘူး မောင်းလေသူတို့မောင်းခိုင်းငါတို့တက်စီးမယ်လေ ကဲအဲ့လိုကဲဟိုမှာလမ်းမပေါ်မှာဖြစ်ချင်တိုင်းဖြစ်နေတာဟိုမှာ ကဲကျွန်တော်ငယ်ချင်းမိန်းကလေးတွေကတော့အဲ့လိုပဲလူဆုံးပြီးဆိုရင်လမ်းပေါ်လဲရိုက်မယ်ခြုံပုတ်ထဲလဲရိုက်မယ်တွေ့ကြရနေရရိုက်မယ်ရိုက်နိုင်တော့တွေအုပ်စုပါခင်ဗျာကဲဒါကတော့လေသူတို့ရွာရဲ့လမ်းမလေးပေါ့နော်ဒါဒီကနေပြီးတော့ဟိုဘက်ကိုဆက်သွားရင်အဖြောက်ကိုရောက်နိုင်ပါတယ်ဟိုဘက်ကိုဆက်သွားရင်အဖြောက်အထိရောက်တယ်ပေါ့နော်ဒါဒီဘက်ကကျတော့ကျွန်တော်လာခဲ့တဲ့မော်ဘီဘက်ကနေလာခဲ့တဲ့လမ်းပါဒီနေ့တော့အရန်ကိုပျော်စရာကောင်းခဲ့ပါတယ်ချမ်းရှင်တငယ်ချင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်တေးချပင်ပန်းခံပြီးချက်ပြုတ်တဲ့ဒီကတငယ်ချင်းမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပျော်ရွှင်ခဲ့ရတဲ့နေ့လေးတစ်နေ့ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ပျော်စရာဗီဒီယိုလေးကိုတော့ဒီညမှာပဲအဆုံးသတ်လိုက်ပါရစေခင်ဗျာလိုက်ကြည့်ပေးကြတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများနဲ့တငယ်ချင်းများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲနေကောင်းချမ်းသာကြပြီးတော့နေ့ရက်တိုင်းကပျော်ရွှင်စရာလေးနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းပေးလျက်ပါခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါစီနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲတက်တာဘိုင်